ပြောတော့ဘောနော်အများကြီးတိတ်မပြောနော်လေရှစ်လေးဆိုခဏကြီးရတော့ထွက်သွားပြီနော်ကျွန်တော်ကိုစီသူနော်ဒူးဒီနော်ခြံရနေပြီနော်ဘုံရူးမကြော်ခွေနော်မှာ2468ခွေကိုနော်2468ခွေပေးထားနော်ဘုံရူးမကြော်နော်နှစ်ကြိမ်မှတစ်ကြိမ်ထိကိုထိရမယ်အဲ့ခဏကဒီကမနက်ကပေါက်လာရင်ဒီကကျွန်တော်အမျိုးကြီးအကုန်ပြောသွားဒီရတယ်မရဲ့84မနက်7:00 မိနစ်ပေးတယ်84ဒိန်းနော်ဒိန်းဒါပေမဲ့တခြားဒါတို့ဆိုမနက်ကရှယ်မင်းအနေနဲ့ပေးထားပါဗောနော်ဒီမှာ84မနက်ကဆိုရင်တော့တော်တော်များပေါက်ကြပါဗျမနက်ကဆိုပေါက်အောင်ပါနော်တချို့ကတော့ surprise လို့တိုင်ပဲ8ကို3ကစင်ကြဘလို့မှလုံးဝ surprise ကြီးလုံးဝဖြစ်သွားတာနော်3ကစင်ကြရလို့လည်းပြောအောင်မယ်8ကို3ကြီးစင်ကြပါပဲဗောနော်ပြောအောင်ဆိုတော့လုံးဝ surprise လုံးဝကြီးမှာ surprise amazing ပေါ့နော်ဟိုတနေ့8ကို3ချိန်စင်ကြတာဗောနော်18ကဲ8ကဲဒီမှာ8လေး3ချိန်စင်ကြပါတယ်လုံးဝ surprise ကြီးဖြစ်သွားပါတယ်ကဲနော်ကိုစီတူဟုခေါ်ပါသည်ဗောနော်ကျွန်တော်အရန်ပျော်ပါတယ်ကျွန်တော်ပေးရခဏနော်ရှစ်ဆိုရင်တိတ်ကြောက်စရာမလိုဘူးဒီမှာ10ဘူးပါမယ်ဒီမှာ2468ထိတ်ဆိုရဲကျွန်တော်ပျော်သွားဆိုတော့2ကင်မရာ4ကင်မရာ6ကင်မရာဒီမှာ10ပဲပြန်ကင်မရာနော် I don't care နော်တိတ်အောင်စိုက်စရာမလိုတော့နော်ကျွန်တော်အမျိုးရောပေါက်ကြရဲ့လားခင်ဗျနော်မနက်ကဆိုပြတကယ်မနက်ကဆိုရင်ဒီမှာကြီး84နော်84လုံးဝထိမှချိန်သေးတယ်84အဲ့ဘဲမှပြေးလို့မရအဲ့တိုင်သေးလို့ကြံတာနော်တိုင်သေးလို့ကြံတာအဲ့တိုင်ကတော့ဒီခိုင်းဓာတ်ပါလိုက်အောင်မယ်ဒါလေအတန်ကြားရတာနဲ့နော်အခွေဗရူးမကြော်အခွေကျွန်တော်ပေးထားတယ်ပေးတဲ့အတိုင်းပဲဗရူးတော့မကြုံနော်လုံးဝမကြုံဘူး2468ခွေပေးထားတယ်လုံးဝမကြုံနော်ထွက်တယ်ဒါပဲအများကြီးပြောတော့ဗျာဒီမှာဒါပဲကြည့်ရကြပါမှာ84နော်84ထွက်သွားပါတယ်ကျွန်တော်ညကြရင်ပေါ့နော်ညကြရင်အားတဲ့အခါဖြစ်ကြရင်တော့နော်ညအားရင်ကျွန်တော်လိုက်လေးတစ်ခေါက်တော့ပြန်လုပ်ပြီးတော့နောက်မနက်ဖြန်ထွက်မဲ့နော်အခွေလေးဖြစ်ကျွန်တော်ပြန်ပေးပါမယ်နော်ကဲအားလုံးပဲကျွန်တော်ရဲ့ကိုစီဆိုရဲ့ channel ကနေပြီးတော့နော်မင်္ဂလာသတင်းကောင်းသတင်းတွေပဲပေးရပါနော်ကျွန်တော်အမျိုးတွေလုံးဝစိတ်ဆင်းရဲမဲ့ခဏနေလုံးဝမပေးဘူးနော်ဒီမှာ2468ကိုပြူးနေရမယ်နော်ပြူးတာတော့ကျွန်တော်ချက်ပြတယ်နော်ဒီမှာတွေ့ရပြ2468ခွေကြီးကပြူးနေရပဲထင်းခံနေရမယ်နော်ထိုးရလူကတော့ပေါက်ပဲမထိုးရလူကတော့မပေါက်ဘူးနော်ပတ်စံရှိရလူတွေမထိုးတယ်ရှိရလူတွေပတ်စံမရှိရလူတွေထိုးရှိရလူတွေမထိုးတယ်နော်ကဲအားလုံးပဲကျွန်တော်ဗီဒီယိုလေးဒီလောက်နဲ့ပဲနားပြရသေးခင်ဗျကျွန်တော်ကတော့9000ပေါက်တယ်ခင်ဗျနော်မျိုးတွေဘယ်လောက်ပေါက်ကြလဲကွန်မန့်လေးမှာဝိုင်းပြီးတော့မှတ်ပေးလိုက်ကြပါခင်ဗျနော်